နေရာကျွန်တော်ကမ်းခြေမှာ barbecue တင်တာအောင်နော် private တင်ကျွေးရအောင်ဒီနောက်မှာ2ယောက်ပေါ့နော်ကာဗက်တရေကိုကျွန်တော်ချက်ပြရအောင်ဒါကကျွန်တော်ရဲ့ setup ပါဒီမှာချက်ပြီးတော့သူတင်တာကျွေးရအောင်နော်ကမ်းခြေမှာတင်တာကျွေးရအောင်နော် VMV gas ကာဗက်2ယောက်private dinner တို့လေးပြင်လာဆက်တယ်ကျွန်တော်ဒီ မော်ဒီမှာပေါ့နော်ဒီလိုမျိုး private dinner ရအရန်ဟောပါပေါ့နော်ဈေးလေးကြီးလို့နောက်ပြီးအမားလည်းမခံပေါ့နော်ကျွန်တော်တို့ချက်ပေးတဲ့ chef တွေကဒီချာ ယူဆိုင်ပြီးတော့ဟိုချက်ပေးရပါတော့သူတို့ကပတ်စံအများကြီးပေးစားရဆိုဒီဆက်လက်လေးတော့ဒေါ်လာ900 600လောက်ပေးရတယ်ဒီလိုမီးလေးကမ်းခြေမှာအဲ့လိုအများကြီးပေးစားရတဲ့ complaint တက်လို့မရဘူးနော် complaint မတက်အောင်ကိုကဒီချာလေးပြင်ပြီးတော့ချက်ပေးရအောင်အဲ့ဒီရောက်ပါနော်ကပဲတွဲနော်အဲ့လို private dinner စားရှင်မိုက်ကျွန်တော်မှာစားပြီးတော့ brown နဲ့ gray တွေပါနော်Ready? Yeah, pick up. Now pick up.